မင်္ဂလာပါကျွန်တော်ကချစ်စာစွာသောမိတ်ဆွေပေါင်းတဲ့တငယ်ချင်းများခင်ဗျာဒီနေ့ကတော့စက်တင်ဘာလ26ရက်နေ့မင်္ဂလာနေ့ခင်းဖြစ်ပါတယ်ဒီနေ့လေးမှာကျွန်တော်သုံးသပ်တင်ပြခြင်းတာလေးကတော့ကျွန်တော်နိုင်ငံအနာဂတ်ရင်ဆိုင်ရမယ့်ရေးတွေပါဘာရေးတွေလဲဆိုတော့ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာတိုင်းသူပြည်သားတွေကစိတ်ဝမ်းနေကိုယ်နေကြပါတယ်2010ရှေ့ပိုင်းရတော့မတူပါဘူး2010ရှေ့ပိုင်းမှာစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ရွာဦးကျောင်းဆရာတော်ပြီးရွာတွေကရွာလူကြီးပြီးရင်ပြီးရက်မိရက်ဖပြီးရင်ပြီးမိသားစုအကြီးခဲ့ရင်ပြီးဆိုတဲ့ဘဝမျိုးတွေနဲ့ဒလေထုံးတန်းနေနဲ့ယူသေးလေးစားမှုတွေနဲ့နိဝါဒတရားတွေနဲ့နေခဲ့တဲ့လူမျိုးတွေပါဘလောက်ပဲရန်ဖြစ်ဘလောက်ပဲပြဿနာတွေတက်တယောက်ကျမ်းမာရေးမကောင်းရင်အဲ့ဒီနေ့ဟာအညို့အာကာတွေပြီးတော့သူ့အရင်ကိုသတင်းသွားမေးငပြောသီးလေးနှိုးစီဘူးလေးဘီစကစ်မုံလေးတွေနဲ့သွားမေးပြီးတော့တင်မုံချေခဲ့တဲ့လူမျိုးတွေပါထုံနီးတူစွာပါပဲဘလောက်ပဲပြဿနာတွေကြီးပြဿနာတွေရုံရောက်ခက်ရောက်မရောက်ဖဲနဲ့ဆရာတော်ရဲ့ဆုံးမမှုကြေးရွာဥက္ကဋ္ဌရဲ့ဆုံးမမှုနဲ့ပြီးခဲ့တဲ့ရွာလူတွေပါငွေတို့ကြီးတို့တွေယူပြီးတော့တယောက်နဲ့တယောက်ပေးတဲ့လူတွေမဟုတ်ပါဘူးသူ့အိမ်မှာဆံမရှိရင်ဆံတည်င်းတစ်ခွဲကိုအခမဲ့ချီးထားပြီးသူ့လေပေါ်ရင်ပြန်ပေးဆိုပြီးနေခဲ့တဲ့လူမျိုးတွေပါတို့ပေမဲ့ပါတီတွေများလာတဲ့ရွေးကောက်ပွဲတွေများပေါ်လာတဲ့နောက်ပိုင်းမှာတော့စိတ်မောကွဲကြပါလေဥစီမနိုင်ပဲ့စီမနိုင်နော်တစ်ချိန်လုံးကဘလောက်အညိုးအာဃာတတွေဖြစ်ဘလောက်ပဲဖက်တက်ထားကြထပ်ထားကြသူကျမ်းမာရေးမကောင်းလို့ရှိရင်ဆိုင်ကယ်တွေမပေါ်တဲ့ခေတ်လဲရီနွားတွေမရှိတဲ့အရာမြစ်တွေဖြတ်ကြတယ်ကျွန်တော်တို့ရက်တွေမှာပကက်ကိုရှေ့တယောက်နောက်တယောက်ထမ်းပြီးတော့ဝဘိုးဝါနဲ့ဆေးရုံကိုအရောက်ဖနက်ခါထုတ်ပြီးပို့ခဲ့တဲ့လူမျိုးတွေပါအဲ့လောက်ချစ်ခဲ့တဲ့အဲ့လောက်တန်ရုံးစင်ရှိခဲ့တဲ့လူမျိုးတွေဟာအခုအချိန်မှာပါတီတွေပေါ်လာပြီးနောက်ပိုင်းမှာဥစီမနိုင်ပဲ့စီမနိုင်တွေးကွဲသွားခဲ့ကြတယ်နော်လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ဆိုပြီးမိမနိုင်ဖမနိုင်နေဖြစ်သွားတယ်လူကြီးသူမတွေကိုနိဝါဒတရားတွေခေါင်းမသွားတယ်ဆရာတော်ပြောလို့လည်းမရတဲ့အခြေအနေတွေရောက်သွားတယ်လူကြီးပြောလို့လည်းမရတော့ဘူးဥက္ကဋ္ဌဖြန့်ပြေလို့လည်းမရတော့ဘဲနဲ့ရုံရောက်ခက်ရောက်တွေရောက်တဲ့အချင်းတီတွေးကွဲသွားကြပါတယ်ဒါနိုင်ငံကြီးရဲ့ပြရုပ်တွေပါအဲ့ဒီမှာကျွန်တော်တို့ပြောချင်တာတော့အမျော်မြင်မဲ့စွာနဲ့လက်ရှိချိန်မှာဆိုကျွန်တော်တို့မြန်မာချင်းမြန်မာလူမျိုးချင်းတွေပြန်တက်ဖြတ်နော်အနီမနီစိတ်အနီကအနီဖွဲ့အစိမ့်ဖွဲ့ဥက္ကဋ္ဌတင်တာတော့ငါတို့အနီနိုင်လို့ရှိရင်ငါတို့အနီဥက္ကဋ္ဌငါတို့ခစ်ပဲဆိုတဲ့စိတ်အစိမ်းကလည်းငါတို့ခစ်ပဲဆိုတဲ့အစိမ်းနိုင်အစိမ်းဥက္ကဋ္ဌနဲ့အဲ့လောက်ထိတွေးကွဲသွားပြီးမိသားစုဆိုတဲ့စီးကြီးကြော်သွားကြတယ်တူတုံဆင်းဆိုတဲ့စီးကြီးကြော်သွားကြတယ်နှလုံးသားတွေကင်းမဲ့သွားကြတယ်ဘာသာတရားရဲ့ထင်ကုန်မှုတွေဝေးခဲ့တယ်ဒလေထုံးတဲ့နေပျောက်ခဲ့ကြတယ်တယောက်လို့ချင်းတယောက်ကပြက်တယောက်လို့ချင်းတယောက်ကဖြစ်အဲ့ဒီအချင်းချင်းတတိမမူပဲနဲ့ကျွန်တော်တို့ဗမာချင်းကျွန်တော်တို့တိုင်းရင်းသားချင်းတွေးကွဲနေတဲ့အချိန်မှာနေချင်းညာချင်းကြီးပွားချမ်းသာသွားတာတော့ဘာသာကြားတွေပါပဲကိုယ်သုံးဆိုင်တွေတဟိဟိထကျွန်တော်တို့မျိုးတဲ့ရက်ွက်တဲ့လမ်းတွေကမြေတွေအားလုံးဟာလည်းခြံကောင်းမြေကောင်းနေတယ်သူတို့ပိုင်သွားပါပြီလေယာမြေတွေအားလုံးဒီလေအမီလွဲတွေနဲ့သူတို့ပိုင်သွားပါပြီကျွန်တော်တို့မှရန်ဖြစ်နေရတာနဲ့ကျွန်တော်တို့မှဘာမှပိုင်တော့ပါဘူးဒါကြောင့်မလို့အဲ့ဒီလောက်ထိဖြစ်နေတဲ့ကာလာကြီးတစ်ခုမှာကျွန်တော်တို့ဟာပြန်လည်တိဆောက်ဖို့ဆိုရင်ကျွန်တော်တို့တတိပညာဉာဏ်ပြေကလုတ်တွေထားရပါတော့မယ်ကျွန်တော်တိုင်းသားလူမျိုးချင်းမြန်မာဗုဒ္ဓဘာသာလူမျိုးချင်းစီလုံးကြရပါတော့မယ်ကျွန်တော်တို့ဗုဒ္ဓဘာသာမိသူမိဘတွေကိုမှမစော်ကားပါဘူးကျွန်တော်တို့စော်ကားခြင်းခံနေရပါအဲ့တော့အနာဂတ်အရေးမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေထမင်းစားရတော့ယောဂဖြစ်နေတယ်ဆိုထမင်းမှာတော့ယောဂတွေဖြစ်နေတယ်ကျွန်တော်တို့ကမသိထမင်းမသိဟင်းနေစားနေတယ်နိုင်ငံခြားမှာဟင်းနေတဲ့အသားငါးတွေအတီးရွက်တွေကိုဖဝတီတီစားနေတဲ့အခါမှာကျွန်တော်တို့ကထမင်းကိုငပိရည်နဲ့နေပြီးငါးလေးတစ်ထုံးနဲ့စားနေရတဲ့ချင်းတွေကိုရောက်နေပါတယ်အဲကြောင့်မလို့ဒါလည်းစနစ်လို့ပြောလို့ရှိရင်ကျွန်တော်တို့စနစ်ကြားတွေကပုဂ္ဂိုလ်ရေးတွေအဖွဲ့အစည်းတွေကိုဖယ်လို့မရဘူးအဲ့ဒီစနစ်ကြားထဲမှာပြည်သူလူထုကိုယ်တိုင်ပါဝင်ပြီးတော့ပြုပြင်ဖို့လိုအပ်ပါတယ်ဗျာဒါကြောင့်စနစ်အကြောင်းတွေပျက်စီးခြင်းအကြောင်းတွေပြောမယ်ဆိုကျွန်တော်တို့တွေကတဘာဝတည်ရန်စာတာဖြစ်တဲ့မြစ်တီချောင်းတွေထဲမှာအခုပေါ်နေတဲ့ပရာစိတ်တွေနော်စွတ်ပစ်တာတွေနော်မြစ်တီချောင်းတွေထဲမှာခေယစနစ်တွေပြည့်အောင်လုပ်တာတွေကိုကျွန်တော်တို့ပြရပါမယ်တစ်တော်တွေကိုခုတ်လို့ကြတဲ့တစ်တော်တစ်ပင်တွေကိုခုတ်ပြီးတောကြီးတွေတောင်ကြီးတွေကတုံးတုံးသွားတဲ့အန်ရီတွေကိုလည်းကျွန်တော်တို့တနေ့ရင်ဆိုင်ကြရပါအောင်မယ်ရွှေတွေတူးတဲ့ကြောက်တွေတူးတဲ့ဒါတွေကိုလည်းတူးလို့ရတဲ့တူးနေတာလေကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ကြီးကျွန်တော်တို့ထိတ်တိုက်တနေ့နေ့ရင်ဆိုင်ရပါအောင်မယ်ထုံးနီးတူသွားဒါတွေတမန်တွေကျိုးအောင်မကျိုးအောင်ဆိုပြီးဒါကရေကားတာတွေရေသားဆယ်တွေလှုပ်ထားပေးမယ်မောင်ခိုသမားတွေကမြစ်ကြောက်တွေကိုဆုတ်ချင်တိုင်းဆုတ်ပြီးတော့မြစ်တွေကန်းတွေပြိုမြို့တွေရွာတွေပြက်ပြီးတော့တာတွေကျိုးသွားရင်အလုံးအသက်ဘေးတွေနဲ့ရင်ဆိုင်ရမယ့်အရေးတွေကိုလည်းကြုံတွေ့နေရတယ်ဒါပေမဲ့တတိမမူကြပါဘူးကျွန်တော်တို့ချင်းမင်းမကောင်းသူမကောင်းဟိုဖွဲ့စည်းမကောင်းဒီဖွဲ့စည်းမကောင်းနဲ့ပြောပြီးတော့ဥပဒေမဲ့လှုပ်ချင်ရတွေလှုပ်နေတဲ့အတွက်ကျွန်တော်တို့အချင်းချင်းတတ်ဖြတ်နေတဲ့ဘေးတွေမှာဒီတကဘာလုံးဟာတဘာဝပတ်ဝန်းကျင်နဲ့တဘာဝဘေးအန္တရာယ်ကိုကြိုတင်ပြင်ဆင်နေတဲ့အချိန်မှာကျွန်တော်တို့ဘာမှပြင်ဆင်မနေကြဘဲနဲ့ရန်ဖြစ်ပြီးတော့လှုပ်ချင်ရလှုပ်တယ်မြေကြီးတွေကိုတူးချင်တိုင်းတူးတယ်ဆွချင်တိုင်းဆွရတယ်နော်မြေချောင်းတဲကြောက်တွေထုတ်ချင်မြစ်တဲတွေထုတ်ချင်လို့ကြောက်တွေဆုတ်ချင်လို့ထုတ်တယ်မြစ်တွေပြိုကန်းတွေပြို
တာရီကျိုးတရားတွေကျိုးပြီးတေးမဲ့ရေးကိုမျက်ကွယ်ပြုတ်နေကြတယ်တစ်တော်တစ်ပင်နေကရုံးတွေဖြစ်အောင်ခုတ်တယ်အခုမှုန်တိုင်းတွေတလုံးပြီးတလုံးလာနေတယ်ကျွန်တော်တို့တွေကအခြေခံကြတဲ့လူမှုအတိုင်းဝင်းနဲ့အခြေခံကြတဲ့လူမှုစိတ်တက်ကိုတော့ကျွန်တော်တို့ထားဖို့လိုတယ်ဗျသိဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဘယ်စနစ်နဲ့ပဲအုပ်ချုပ်ပြည်သူလူထုကတရားဥပဒေစိုးမိုးပြီးထမင်းဝအောင်စားလို့ခေါင်းပြအောင်အိတ်ကပြီးငင်းချမ်းစွာနေကျွန်တော်တို့ပြည်သူလူထုတွေကျင့်တတ်ပါတယ်ဒါကြောင့်နီးကောင်းလန်းကောင်းစနစ်ကောင်းတွေကိုကျွန်တော်တို့သွားဖို့ဆိုရင်ကိုစီပြုပြင်ရပါမယ်ကျွန်တော်တို့တွေကနော်စင်ရဲမွေးတည်မှုတွေကိုကြောက်ပြီးစဉ်းစားပြီးတော့အိမ်တော်စုတစုမှာကလေး2ယောက်ကိုတော့မနေ့စဉ်းစားပြီးမှယူနေရမယ်အချိန်မှာသူများတကာတွေကကလေးတွေကို9ယောက်10ယောက်9ယောက်ရသလောက်မွေးနေတယ်ဒီအန်ဒီရနဲ့လည်းကျွန်တော်တို့ရင်ဆိုင်ကားပါအောင်မယ်ဒါကြောင့်ကျွန်တော်တို့တွေအပြိုကြီးလူပြိုကြီးတွေလည်းအိမ်တော်ပြုသားသမီးတွေကိုမွေးပါရှိပြီးသားလူတွေလည်းကျွန်တော်တို့များစားသားသမီးရတနာများထွန်းကားဖို့လိုပါတယ်ဒါတွေကအမတန်အရေးကြီးပါတယ်အခုချိန်မှာကျွန်တော်ဒီစကားတွေကိုပြောနေတဲ့အခါကျတော့အရေးမကြီးဘူးလို့ထင်ပေမဲ့တနေ့မှကြီးလာပါမယ်ကျွန်တော်တို့တွေအချင်းချင်းသွေးကွဲပြီးပြဿနာဖြစ်ရန်ဖြစ်နေတဲ့အချိန်မှာတချို့လူတွေဟာသူတို့အလုပ်ကိုသူတို့ဒီစိုက်မမတ်လုပ်နေကြပါတယ်ခင်ဗျအဲ့ဒီတော့ကျွန်တော်တို့ပြင်ဆင်ရမယ့်အနာဂတ်တွေအများကြီးရှိပါတယ်ကျွန်တော်တို့ချင်းချင်းရန်ဖြစ်မှုတွေကိုနားရပါလိမ့်မယ်ကျွန်တော်တို့ပြည်တော်စုတွန့်ရှည်ဖို့ကျွန်တော်တို့မြန်မာရေမြေကျွန်တော်တို့လူမျိုးတွေတွန့်ရှည်ဖို့ဒါကျွန်တော်ခုနကပြောခဲ့တဲ့တဘာဝပတ်ဝန်းကျင်ဘေးတွေကိုလည်းမဖြစ်အောင်လုပ်နေတဲ့လူတွေကိုလည်းစနစ်တကျအရေးယူနိုင်အောင်ကျွန်တော်တို့အစိုးရကောင်းတရက်ကိုလိုချင်ပါတယ်တန်ရှင်းသောအစိုးရတရားဥပဒေစိုးမိုးမှုကိုဖော်ဆောင်သောအစိုးရလိုချင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီပြည်သူနဲ့အစိုးရလက်တွဲပြီးကျွန်တော်တို့အနာဂတ်မြန်မာနိုင်ငံတော်ကြီးကိုတည်ဆောက်မှရမှာဖြစ်ပါတယ်ကျွန်တော်အခုပြောခဲ့တဲ့အချက်တွေဟာရေပုံရအဖြစ်တော့ဒါပေါ့ပြက်နဲ့ရည်တရားဆန်ပြီးမဲ့တနေ့နိုင်ငံတော်မှာတကယ်ရင်ဆိုင်ရမှာနံပါတ်1ကျွန်တော်တို့နိုင်ငံသွေးကွဲနေတယ်သွေးကွဲအောင်လုပ်ထားတဲ့ရည်ရွယ်ချက်ရှိခင်ဗျားတို့ကျွန်တော်ပြောပြမယ်ကျွန်တော်တို့နိုင်ငံကိုလေသူများနိုင်ငံလူတွေချစ်တယ်ဆိုအလက်ကမချစ်ဘူးအကျိုးလိုညောင်ရည်တော့ကျွန်တော်တို့နိုင်ငံကိုတကယ်ချစ်တာဒီနိုင်ငံမှာမွေးပြီးဒီနိုင်ငံမှာကြီးပြီးဒီနိုင်ငံမှာတည်မဲ့လူတွေပဲဒီနိုင်ငံကိုချစ်တာဟုတ်လားခင်ဗျားသစိမ်းချစ်တယ်ဆိုတာမိဘကခင်ဗျားလည်းမုန်းတဲ့လောက်ရှိတာပေါ့ဗျာထိုနည်းတူတာပဲကျွန်တော်တို့အဲ့လိုသွေးကွဲအောင်လုပ်ထားတယ်အရေးကြီးဆုံးတစ်ချက်ကိုထပ်ပြောပါမယ်တကဘာလုံးကနိုင်ငံတိုင်းမှာအစိုးရဆိုတာဒီအစိုးရအယက်သားအစိုးရဆိုပြည်သူကရွေးလိုက်ချင်9နှစ်မှလည်းဖြစ်တယ်ဘယ်လိုလူကဖြစ်တယ်အဲ့အစိုးရကိုနိုင်ငံတကာပြည်ပဩဇာခံဖြစ်ထားခြင်းတဲ့နိုင်ငံတွေအစိုးရကိုကင်လို့ရတယ်လွယ်လွယ်လေးနေမလုံးပေးပြီးကင်လို့ရတယ်အခွင့်အရေးတွေပေးပြီးကင်လို့ရတယ်သူတို့အကြိုက်တွေကိုလိမ့်လာပြီးသားကျွန်တော်တို့မြန်မာလူအဖွဲ့အစည်းမှာကင်လို့မရတဲ့နှစ်ခုရှိတယ်ဗျအဲ့ဒါတက်မတော်ဘူးဘယ်နိုင်ငံမှလာကင်လို့မရဘူးသူ့ရဲ့မူဝါဒနဲ့သူ့ရဲ့ဥတီချက်နဲ့သွားတယ်နောက်တစ်ချက်ဗုဒ္ဓအဆုံးအမနဲ့သွားနေတဲ့တန်ဃာတော်တွေကိုလာဝယ်လို့မရဘူးကင်လို့မရဘူးသူလမ်းကြောင်းမှာသူဗုဒ္ဓရဲ့ဓမ္မဝိနည်းကိုသွားနေတယ်ဒါကြောင့်အရေးကြီးပါတယ်ချုပ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ကိစ္စတွေကစိတ်တက်တွေစီးလုံးညီညွတ်မှုတွေပါပြုပြင်ပြီးငြိမ်းချမ်းတဲ့နာဂတ်လူပေါင်းဖွဲ့စည်းငြိမ်းချမ်းတဲ့မြန်မာလူပေါင်းဖွဲ့စည်းကိုတည်ထောင်ကြပါစို့လို့ပြောကြားရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့တင်ပြချက်ကလေးကိုညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ